ဒီဗီဒီယိုဖိုင်ကိုတွေ့ရင်လေသနခါရောက်နဲ့မင်းခါစီပို့ပေးပါကျမပွဲချတာမဟုတ်ပါဘူးကျမပွဲဖြစ်ချင်လို့လည်းရတယ်ရှင်ပြောပြတာကျမတို့အမေကအိမ်မှာသနခါလိမ့်နေကျမသနခါလုံးဝမကြိုက်တတ်ဘူးအဲ့ဒါနဲ့သူတို့ပေးရတယ်ကျမမှားလိုက်တာသနခါလေးဝယ်မလို့ဆိုမှားလိုက်တဲ့ခါကျတော့ तू ကမဝယ်ကျမမြစ်တာလက်ဆောင်ပေးတယ်ရှင်အဲ့ဒါနဲ့ကျမလက်ဆောင်ပေးမယ်ဆိုတော့ယူလိုက်တာပေါ့အိမ်လေးရောက်ကျမနည်းနည်းလေးလိမ့်ကြည့်တော့ကောင်းတယ်တော်တော်ညက်ချောနဲ့လူများရဲ့ကျမမှားတယ်ဒါပေမဲ့လေအခုမိဘနဲ့ကျမနဲ့ပွဲဖြစ်တဲ့ချင်းအဲ့ရမိဘအဲ့တနခါ तू မလိမ့်ရလို့ပြောလို့ကျမလည်းအဲ့ရညီမရောအမေရောကြိုက်တဲ့တနခါမို့ကိုကလည်းလိမ့်လို့ကြိုက်သွားကောင်းသွားအကုန်လူချလိုက်တာအခုကျမအိမ်ပေါ်ဆင်းရတော့မယ်သူတနခါညက်လာလိုရှင်းနေလဲပါတယ်အကုန်ကတကယ်မှထည့်ပေးလိုက်တာတွေ့ကြီးအမွှေးလိုက်ဆိုတာလေရွှေချထားလားအောင်မရတယ်အမွှေးလိုက်လေမတိလောက်ထားကြည့်တက်ခက်လေးအမွှေးလိုက်ကြည့်အမသူဘလို့လောက်လဲတော့မသိဘူးခါမှတော့မတွေ့ဘူးဒီလိုရွှေရအမွှေးလိုက်လေးတွေထိုးလိုက်လက်ပြမွှေးတဲ့တိုင်လုံးသေးနေရပဲတရဟိုင်းနဲ့လေးနဲ့အကုန်လုံးမတိလိုချင်းမှုတွေဒါသူထည့်ပေးလိုက်တာအကုန်မပေးဘူးကျမအကုန်သုံးမှတစ်ခုတည်းချစ်ပါတယ်မင်းခန့်ရေကျေးဇူးပါရှင်ဒီကအများကြီးရောင်းကောင်းပါစေစီးပွားပြေလာတိုးတက်ပါစေရှင်ငါချင်းစားတဲ့ငါချောက်စားကြည့်ကျမကိုပြောပါကျမထည့်ပေးပါလေရှင်ညီတိစေအိုပုတ်ယူရသူမစိုးလက်ဆောင်လေးထည့်ပေးပါဆိုကျမပို့ပေးတယ်ရှင်ကျမရဲ့စိတ်စေစရာပါပြန်မပေးလည်းပြဿနာမရှိပါဘူးရှင်နောက်နေ့လိုက်လွှင့်မင်းခန့်တရကလိမ်ပြီးလွှင့်မှာအိမ်ငွားကူဆင်းလာပြီးထုံးနဲ့ရှင်တို့ခေါ်ကျွေးဖို့လားပြင်တော့